ဒီနေ့ကမေလ10ရက်နေ့ကျွန်တော် Spartan ပြိုင်ပွဲအတွက် register လုပ်လို့ပါအခုကတော့ Friday ညဒီနေ့က9ရက်နေ့ပေါ့နော်ဆိုတော့အခုလောလောဆယ်တော့ကျွန်တော်ညိုပြိုင်ပွဲမှာတော့ကြုံမယ်ဒီကကျွန်တော်ကို10နာရီမှာသူလင်းမြန်ရောက်ပေါ့နော်လင်းမြန်ဆိုင်နေဆိုတော့အဲ့ဒါတော့ကြုံလို့ပါကျွန်တော် airport ကနေကြုံလာပါပြီအခုကျွန်တော်အိမ်ပြန်มาပြီကျွန်တော်တို့မပြန်ခင်ကျွန်တော်ညတာကူပဲစားအောင်မယ်အခုမနက်9နာရီခွဲပါကျွန်တော်တို့ Spartan race ကိုသွားနေပါပြီ The time that they say it's impossible baby the heart is the wall and the obstacle while we together you know we're unstoppable now Spartan I'm not afraid very down and building on again Spartan ရောက်လာပါပြီကား parking သွားထိုးတာ parking မရလို့ရှေ့မှာပြန်လာထိုးပြီးတော့အခုလမ်းပြန်ရှောင်နေပါတယ်ပြိုင်ပွဲနာမည်ဆရာလာပြီပြိုင်ပွဲပြိုင်တော့ပါမယ်ခဏနေကြရင် By the way မနေ့ညလည်းမိုးရွာတယ်ဒီနေ့လည်းရာသီဥတုက7နာရီထိုးတော့မယ်မိုးအုံနေသေးတယ်ဆိုတော့ဘယ်လိုလာမလဲတော့မသိဘူး Whatever we'll do our best Come on let's do it So now it's only 30 minutes left Thank you ไม่ได้เหรอป๊อปปี้ထိုင်းလို့ဆိုရင်1 kilo လို့ခေါ်တယ်တဲ့6 km မှာကျွန်တော်ကြွတ်တက်သွားပြီအော်စိတ်ကဘယ်နှခုလဲ5ခုလား6ခု25ခုဖြစ်အောင်6ခုမှကြွတ်တက်နေပြီ6ခုမှကြွတ်တက်နေတိုင်ပတ်နေပြီ But look at me I'll take the finish I'll do it After และในตอนนี้นะคะเรากำลังจะประกาศ Age Group Award ทั้งหมด So finally look at this finally I made it ကျွန်တော်တို့အခု Spartan ပြိုင်ပြီးပြန်လာပါပြီ Evolution လက်အခြေအနေကို show ပါတော်တော်လေးခက်လာဆိုတော့တချို့ဟာတွေကတော့ practice ရှိမှုကောင်းတယ်အဲ့လိုမျိုးကြီးအရင်ခက်ကြီးတော့မဟုတ်ပါဘူးနည်းနည်းပုံမှန် training လုပ်နေတဲ့လူတွေဆိုကြိုင်နိုင်ပါတယ် but it depend ပေါ့နော်ဆိုတော့ကိုဘယ်လောက်လုပ်နိုင်လဲဆိုတော့ပုံမှန်ပုံပြီးတော့မူတည်မယ်လို့ထင်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ first experience ကတော့အားရလာတော့အားရတယ်ကိုတော့တိတ်အားမရဘူးပိုပြီး training လုပ်တယ်လို့ခံစားရတယ်ပြီးတော့နောက်တစ်ခုကပိုပြီးအားရှိအောင်နေဖို့လိုတယ်လို့လည်းခံစားရတယ် That's all ပါဒီကတော့အိမ်နေပါပြီ